နေထိုင်စင်ခြင်းကအသွားလာစင်ခြင်းကလောကကြီးသူလူမမေကလေးဖြစ်နေရောက်ရှိလာရှာဖွေအဖေရဲ့မြတ်တာတွေအရာရာမျက်နှာမငယ်ဖို့လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ကြိုးစားခဲ့တာအဖေချစ်စီပေးကအဖေမိရဲ့ကျေးဇူးတွေဘာနဲ့မှနိုင်တူလို့မရပေတောင်ကြီးမကကျေးဇူးတွေဆက်မကုန်ပေတခါတလေသားရဲ့ဆန္ဒမဖြစ်စီပေလို့စိတ်ဆိုးမိတဲ့မိဘနှစ်ပါးကိုလေမြတ်တာတွေစေတနာတွေတစားကလေးမမရောခဲ့ပါဘူးတာပူမလေးစေတနာမြတ်တာများနဲ့အစေသာရှိသရာပွားတဲ့ကျေးဇူးရှင်ဖေမေကိုသာကြောက်လိုက်ပါတယ်လေနေထိုင်စင်ခြင်းကအသွားလာစင်ခြင်းကလောကကြီးသူလူမမေကလေးဖြစ်နေရောက်ရှိလာမိသားစုလေးဖြစ်လာခဲ့ပြီကြိုးစားရှာဖွေအဖေရဲ့မြတ်တာတွေအရာရာမျက်နှာမငယ်ဖို့လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ကြိုးစားခဲ့တာအဖေချစ်စီပေးကအဖေမိရဲ့ကျေးဇူးတွေဘာနဲ့မှနိုင်တူလို့မရပေမြေမို့တောင်ကြီးမကကျေးဇူးတွေဆက်မကုန်ပေတခါတလေသားရဲ့ဆန္ဒမဖြစ်စီပေလို့စိတ်ဆိုးမိတဲ့မိဘနှစ်ပါးကိုလေမြတ်တာတွေစေတနာတွေတစားကလေးမမရောခဲ့ပါဘူးတာပူမလေးစေတနာမြတ်တာများနဲ့အစင်သာရှိတဲ့ဘဝ